makeup ပြင်တဲ့ချိန်မှာပိုပြီးမှ glow up ဖြစ်အောင်လို့ကိုယ့်ရဲ့ eye shape ကိုသိထားဖို့အရန်ရေးကြီးရပေါ့နော်။ရှင်ကဘာ eye shape လဲဆိုတော့ idea ရှိရပေါ့နော်။ဒါပေမဲ့ပိုပြီးမှသိချတော့ဒီ filter လေးကိုသုံးမယ်ပေါ့နော်။ဘာ eye shape လဲဆိုတော့ almond eye ဖြစ်ပါတယ်။ almond eye ဆိုတာနဲ့ပြီးတော့မြန်ရတဲ့ celebrity ကတော့ Kendall Jenner ပဲဖြစ်တယ်ပေါ့နော်။ Kendall Jenner ပြင်ထားတဲ့ eye makeup အတိုင်းလိုက်ပြင်မယ်ပေါ့နော်။ like မလိုက်ဆိုတာကြည့်ရအောင်။သူကမျက်ခုံးမွေးကိုလည်းအညူရောင်ဖြစ်အောင်ချဲထားတဲ့အတွက်ကြောင့်မလို့ရှင်နဲ့ဒီနေ့ဒီ Hardy Heart ကထွက်ထားတဲ့ Bossy Brow ဆိုတဲ့ eyebrow pencil လိုက်ချဲမယ်ပေါ့နော်။ shade ကတော့ hot cocoa ပါ။နည်းနည်းတော့ညူသွားပြီလို့ထင်ပါတယ်။နောက်မှာ spoonie လေးလည်းပါတော့ဒီလိုတက်ရတာအရန်လွယ်တယ်။ eye shadow ချဲမယ်။ချဲပြီးဆိုရင်တော့ဒီ Hardy Heart ကထွက်ထားတဲ့ဒီ eyeliner ပေါ့နော်။ Kendall ကကျတော့အမှ wing ကြီးကြီးလေးထုတ်ထားတယ်။အဲ့ဒါဒီ Hardy Heart တဲ့ဒီ eyeliner နဲ့ထုတ်မယ်ပေါ့နော်။ Hardy Heart ကဒီ play pencil ဆိုတဲ့ဟာနဲ့ပေါ့နော်ဒီမျက်ရည်စက်အောက်မှာသူကအညိုရောင်လေးဆိုတော့ waterline အောက်မှာနည်းနည်းလေးအညိုရောင်လေးဖြစ်သွားအောင် Kendall မှာ highlight ထည့်ထားတဲ့အတွက်ကြောင့်မို့ဒီ play pencil နဲ့ရွှေမုံရောင်ဆိုတဲ့ဟာလေးနဲ့ highlight ထည့်မယ်ပေါ့နော်။ကြည့်ပါဦးတစ်ချက်တည်းနဲ့တည်တာ highlight mascara ဆိုပြီးရင်တော့ look လေးပြီးသွားပါပြီ။ကဲပြီးပါပြီပေါ့နော်။မျက်လုံးရဲ့ပုံစံတွေကအမျိုးမျိုးပုံစံရှိရပေါ့နော်။ basically eye shape ကတယောက်နဲ့တယောက်လုံးဝမတူဘူးပေါ့နော်။အဲကြောင့်ကိုယ့်ရဲ့ eye shape နဲ့အလိုက်ဆုံးဖြစ်ပါ makeup ကိုပြင်ရင်ပိုပြီးတော့လှပါတယ်။ဒီ eye makeup နဲ့ routine နဲ့ like မလိုက်ဆိုတော့ပြောပြခဲ့ချပါအောင်နော်။ဒီလိုမျိုး liner အရှည်ကြီးဆွဲတာနဲ့ like လား liner မဆွဲတာနဲ့ပို့လိုက်လားပြောပြခဲ့ကြပါအောင်နော်။